အားလုံးပဲမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဇူလိုင်လ1ရက်နေ့ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်အခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရုရှားနိုင်ငံမှာစီလောင်စာပြက်လက်မှုနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ယူကရိန်းနိုင်ငံရဲ့တိုက်ခိုက်မှုတွေကြောင့်တက်စီဆိုင်တွေမှာတန်းစီဆောင်ဆိုင်မှုတွေရှိလာပြီးတော့မော်စကိုအစိုးရကစီဖြန့်ဝေမှုကိုထိန်းချုပ်ရန်အစီအမံများချမှတ်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရုရှားနိုင်ငံတော်ကစီလောင်စာနဲ့တက်စီရရှိမှုအခက်အခဲများပုံမှုပြင်းထန်လာနေပြီဖြစ်ကြောင်းသတင်းရများသိရှိရပါတယ်။ယူကရိန်းဘက်ကမကြာသေးမီကာလတွင်ကရုရှားနိုင်ငံစီတန်းစင်စက်ရုံတွေနဲ့စီတူလောင်ကန်များတေပို့ဆောင်ရေးလမ်းကြောင်းများကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့်ဒီအခက်အခဲတွေဖြစ်ပေါ်လာရတာလို့သိရပါတယ်။ယူကရိန်းရဲ့ဒရုန်းယာဉ်များနဲ့ဒုံးကျည်များဖြင့်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အကြောင်းရုရှားနိုင်ငံစီထုတ်လုပ်မှုနဲ့ဖြန့်ဖြူးပေးနိုင်စွမ်းဟာတိတိကျကျကျဆင်းလာခဲ့ရပါတယ်။အထူးသဖြင့်တိုင်းပြည်နောက်ပိုင်းဗဟိုပိုင်းဒေသရှိတဲ့တက်စီဆိုင်တွေမှာတက်စီနဲ့ဒီဇယ်ရရှိရန်ကားမောင်းသူများလက်သမားများနဲ့စီးပွားရေးလုပ်ငန်းရှင်များကနိုင်ပေါင်းများစွာတန်းစီဆောင်ဆိုင်နေရတဲ့မြင်ကွင်းတွေကိုတွေ့ရှိရတာဖြစ်ပါတယ်။အချို့နေရာများမှာတွင်တစ်နေ့လျင်နာရီ3နာရီမှ9နာရီအထိဆောင်ဆိုင်ခဲ့ရပြီးတော့တက်စီလုံးဝမရရှိတော့တာကြောင့်ဆိုင်တွေကိုပိတ်ထားရတဲ့အခြေအနေများလည်းရင်ဆိုင်နေရပါတယ်။ဒီအခြေအနေကိုထိန်းချုပ်နိုင်တဲ့အတွက်မော်စကိုဘူအစိုးရကနိုင်ငံတော်ဝန်လုံးစီလောင်စာဖြန့်ဝေမှုကိုကန့်သက်ထိန်းချုပ်တဲ့စနစ်ကိုကြည်ကြဲပြန့်ပြန့်စတင်အကောင့်ခဲ့ဖော်ခဲ့ရတာဖြစ်ပါတယ်။ဆိုလိုတာကရခိုင်ကလူတလောက်ဝယ်ယူသုံးပြနိုင်ခြင်းမရှိတော့ဘဲနဲ့ကားတစ်စီးအတွက်တရက်လျင်သို့မဟုတ်တစ်ပတ်လျင်ထားတော့ပမာဏထက်ပိုမဝယ်ယူရဟုသောကန့်သက်ချက်တွေကိုချမှတ်လိုက်တာဖြစ်ပါတယ်။အခက်အခဲကိုပုံမရှုပ်ထွေးစေတဲ့အချက်ကတော့လက်ရှိချိန်မှာရုရှားနိုင်ငံကကောက်ပဲသီးနှံရေးသိမ်းကြီးဖြစ်နေပါတယ်။ကမ္ဘာအကြီးဆုံးကောက်ပဲသီးနှံထုတ်လုပ်တင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ဒီရာသီမှာလယ်ထွန်းဆက်တွေရေးသိမ်းဆက်တွေနဲ့တည်ယူပို့ဆောင်ရေးများအတွက်စီလောင်စာလိုအပ်ချက်ဟာပုံမှန်ထက်အချိန်ပေါင်းများစွာမြင့်တက်လေ့ရှိပါတယ်။အဲဒီလိုအပ်ချက်မြင့်တက်နေချိန်မှာပဲထုတ်လုပ်မှုနဲ့တိုးလောင်မှုကျဆင်းနေတာကြောင့်ဈေးနှုန်းများကမတည်မငြိမ်မြင့်တက်လာနေပါတယ်။ဒါကြောင့်အာဏာပိုင်တွေကနိုင်ငံတွင်းလိုအပ်ချက်ကိုဦးစားပေးဖြည့်ဆည်းနိုင်ရန်စီလောင်စာနဲ့စီထွက်ကုန်များကိုနိုင်ငံပြင်ပသို့တင်ပို့ခွင့်ကိုပုံမှန်တင်းကျပ်ထိန်းချုပ်ကန့်သတ်လိုက်ပါတယ်။ရခိုင်ကတင်ပို့ခဲ့တဲ့ပမာဏထက်လျှော့ချပြီးတော့တင်ပို့ခွင့်ပါမစ်တွေကိုလည်းပြန်လည်စစ်ဆေးကထုတ်ပေးမှုတွေကိုနှိကွေးစေခဲ့တယ်လို့သိရပါတယ်။ဒီလိုခြေအနေတွေကြောင့်ရုရှားနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတည်ယူပို့ဆောင်ရေးကဏ္ဍနဲ့စက်မှုလုပ်ငန်းပေါ်တိုက်ရိုက်တက်ရောက်မှုတွေရှိလာတာဖြစ်ပါတယ်။လယ်သမားများကစီရရှိရန်အခက်အခဲကြောင့်ရေသိမ်းချိန်ကိုနှောင့်နှေးကြရမှာကိုစိုးရိမ်နေကြပြီးတော့ဒါဟာနောက်ဆုံးမှာတနေ့တာစားနပ်ရိက္ခာထုတ်လုပ်မှုပေါ်ထိခိုက်စေနိုင်တာဖြစ်ပါတယ်။တစ်ဖက်မှာတော့စီတင်ပို့မှုတွေကိုလျှော့ချလိုက်တာကြောင့်ရုရှားနိုင်ငံရဲ့နိုင်ငံခြားဝင်ငွေမှာလည်းကျဆင်းလာနိုင်ကြောင်းစီးပွားရေးသုံးသပ်သူတွေကလေ့လာသုံးသပ်နေကြတာဖြစ်ပါတယ်။ရုရှားအစိုးရကတော့ဒီခက်ခဲတွေကိုယာယီတာဖြစ်ပြီးတော့မကြာခင်တွင်ပြန်လည်တည်ငြိမ်သွားလိမ့်မယ်လို့ပြောကြားထားပေမဲ့ယူကရိန်းဘက်ကဆက်လက်တိုက်ခိုက်မှုများပြုလုပ်နေပါကအခြေအနေပုံမူကြရှိဆိုးရွားနိုင်ကြောင်းကိုလည်းလေ့လာသူတွေကသတိပေးထားကြတာဖြစ်ပါတယ်။ဒါကတော့ရုရှားနိုင်ငံရဲ့စီလောင်စာပြက်လက်မှုနဲ့ပတ်သက်တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းအခြေအနေတွေဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတစ်ခုမှပြန်လည်တွေ့ဆုံကြပါမယ်။ရွှေလန်းချမ်းမြေ့ကြပါလေခင်ဗျာ။ These are temporary difficulties. We treat the situation with understanding. If necessary, we will switch to bicycles or electric cars. You're the one working in television. You tell me where we're heading in this country. Russian President Vladimir Putin insists the situation is under control. First and foremost, we have to rapidly and significantly increase production of air defense systems that are most in demand. We must also continue to improve them. We already have those systems. The challenge is to accelerate their production and delivery. Repairs at refineries must be completed more quickly. But with Ukraine unlikely to stop carrying out attacks deeper inside Russia, the country's fuel crisis is unlikely to improve anytime soon. Yulia Shapovalova, Al Jazeera, Moscow.